ကြည့်နော်ဖះရှိမှမဖွယ်မရလုပ်နေကြတာအခုနောက်ပိုင်းလူငယ်တော်တော်များများဟာဟီရီအော်တာဘတ်တရားကင်းမဲ့လာကြပါတယ်ဟီရီဆိုတာကမကောင်းမှုလုပ်ရမှာကိုရှက်တာအော်တာဘတ်ဆိုတာကမကောင်းမှုလုပ်ရမှာကိုကြောက်တာမလုပ်တဲ့မလုပ်ထိုက်တဲ့မကောင်းမှုကိုလုပ်တဲ့လုပ်ထိုက်တဲ့ထင်ပြီးတော့အရှက်ကြောက်ကင်းမဲ့စွာလှုပ်လာခြင်းဟာမိစ္ဆာဓမ္မဖြစ်တဲ့အတွက်ကြောင့်ဒီမိစ္ဆာဓမ္မတွေအားကြီးလာပြီဆိုရင်ဘီလူအကြီးကဲတွေကကြမ်းတမ်းတဲ့ဘီလူတွေကိုလွှတ်တာကြောင့်မြို့ရွာတွေပျက်စီးကြလိမ့်မယ်လို့ပါလောကတုံမှာမြတ်စွာဘုရားဟောကြားထားပါတယ်အခုလိုမျိုးဘေးဆိုးကဆိုးတွေစိုက်ပြီးတော့လူတွေဒုက္ခရောက်နေရခြင်းဟာဒီလိုမလုပ်တဲ့မလုပ်ထိုက်တဲ့အရာတွေကိုအရှက်ကြောက်ကင်းမဲ့စွာလှုပ်လာကြလို့ဖြစ်ပါတယ်ဒီလိုလုပ်ရမျိုးတွေမလုပ်ဖြစ်အောင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကတားမြစ်ပေးမှရမှာပါနော်ဦးဇင်းတို့ကပြောပြယုံကလွဲပြီးသွားတာလို့မရပါဘူးဒါကြောင့်ဒီလိုလုပ်ရမျိုးတွေနောက်ထပ်မလုပ်ရအောင်တာဝန်ရှိသူတာဝန်သိသူများကပြောဆိုပြီးတော့တားမြစ်ပေးကြပါလို့ပြောချင်ပါတယ်နော်